ရောက်ပြီးပဲမမေနဲ့အမတ်တရားတွေကိုသတိရလိုက်တာမေကိုပေါ့နော်ငငယ်ကမမေမသိအောင်နှုတ်ဝက်နံပါတ်လေးကိုပေးထားတာပေါ့နော်မမေဝတ်တုပ်ဆိုပြီးတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မမေကဝတ်ကိကလေးလေးချစ်စရာလေးပေါ့နော်အဲကြောင့်သူတရားတော့မမေဝတ်တုပ်ဆိုပြီးတော့ပေးထားတာပေါ့နော်ချိန်ကရက်တက်ရမယ်ဆိုပေါ့နော်မိမိနဲ့တူတူနဲ့နေရင်ထင်းစားတဲ့ချိန်လေးရက်တက်ထားချင်ပေါ့နော်အဲ့ဒီချိန်လေးကတာမန်ချိန်လေးတွေနဲ့တော့မိမိနဲ့တူတူရှိနေရင်ရင်းထဲမှာနေထွေးရင်အေးချမ်းတယ်ပေါ့နော်တကယ်ကိုတန်ဖိုးရှိတဲ့ချိန်လေးတွေပေါ့နော်နောက်ပြီးတော့တာမန်အကြောင်းအရာလေးပေါ့နော်မိမိရဖို့တဲ့အကြောင်းအရာလေးတွေမိမိနဲ့တူတူပြောနေတယ်နော်မိမိရဲ့ရှိတန်လေးတွေကြားလို့ရှိရင်ရင်းထဲမှာနေထွေးသွားတယ်ပေါ့နော်အဲကြောင့်ဒါမိမိနဲ့တူတူပေါ့နေရင်ထင်းစားတဲ့ချိန်လေးတွေကိုရက်တက်ထားချင်တယ်ပေါ့နော်ဒီလေးဆိုရဲစကားလုံးကြီးကဘွားအတွက်တော့အားရတဲ့ခုပဲပေါ့နော်ကြည့်ရှုနေတဲ့လူတွေရောမိမိရဲ့နာမည်လေးကိုပေါ့နောက်ွယ်မှာတိတ်တိတ်လေးဘယ်လိုလေးပြုတ်ဝတ်ပြထားကြပြီလဲမိမိနဲ့ဖတ်ကြလေးဝင်ရခဲ့ပါဘူးနော်